စာပေချင်းမြတ်လူသူများအားလုံးပဲမင်္ဂလာပါရှင်ကျမကနှင်းစီပါဆရာကြီးလူလူဦးလှရေးသားထားသောကျွန်တော်တန်တွင်ဖောင်စည်းဝတ္ထုကိုဖတ်ပြပေးနေခဲ့တာဒီကနေ့ဆိုရင်အခန်း16ကိုရောက်ရှိနေပါပြီရှင်ပြီးခဲ့တဲ့အခန်း15ထဲမှာတစ်ဖောင်လှုပ်သားအစ်စ်ကလေးဖြစ်တဲ့မောင်ညိုမောင်ရဲ့လှုပ်အားကဖြစ်တဲ့တက်စွန့်စံဖျားရှားဖွေးထားရတဲ့လှုပ်အားကဖြစ်တဲ့ငွေ100ကျပ်ကိုသူ့မိခင်စီကိုပြန်ပြီးတော့အပ်တဲ့အချိန်မှာမိခင်ဖြစ်သူမှာငွေ100ကျပ်ကိုမကင်စဘူးကန်ရတဲ့အတွက်ဝမ်းသာအားရမျက်ရည်တွေလည်းကြားလို့သားဖြစ်သူကိုလည်းအန်ဒီရဲ့များလွန်းလို့ပြန်မသွားဖို့ရာကိုတားမြစ်ပြီးမဲ့သားဖြစ်သူကဆက်လက်ပြီးတော့လုပ်ငန်းတွေပြစ်ထားရတာဖြစ်တဲ့အတွက်ပြီးဆုံးအောင်တော့တစ်ခေါက်ပြန်တက်လိုက်ပါအောင်မယ်ဆိုပြီးတော့အမေကိုပြောပြီးတော့ပြန်ထွက်သွားတာဒီအခန်းကဏ္ဍမှာအဓိကဘာကိုပြောချင်လဲဆိုတော့ငွေထုတ်ပွဲအကြောင်းကိုပြောမှာဖြစ်ပါတယ်ရှင်ကဲကျမနဲ့အတူလိုက်ပါအားပေးနားဆင်ကြဖို့ဖိတ်ခေါ်ပါရစေငွေထုတ်ပွဲမနေ့မိုးလင်းတော့တဲကလေးပေါ်မှာအကျော်အလှော်တွေနဲ့လက်ဖက်ရည်ချမ်း2အိုးလောက်ကျွန်တော်တို့တောက်ကြတယ်ပြီးတော့မှရွှေကုန်းဘက်ကိုကူးတယ်အိမ်နဲ့နီးတဲ့စိတ်ကိုလှေကပ်လိုက်တော့ကျွန်တော်ဟာညကကျွန်တော်တွေးတောစီစဉ်ထားသလိုမဟုတ်ပဲအမေစီကိုတက်မတ်သွားပြီးရလာတဲ့ငွေ100ကျပ်ကိုအမေလက်ထဲအမိရသားဖြစ်နေပါတယ်ကျွန်တော်ထင်တဲ့အတိုင်းပဲအမေကသူ့မကင်ဘူးတဲ့ငွေ100ကျပ်ကိုကင်ရတော့ဝမ်းသာလွန်းလို့မျက်ရည်တွေကျလာပါတယ်ပြီးတော့ငါသားရဲ့အသက်ဆန်ဖျားဒီအလုတ်လုံးပြီးရလာတဲ့ပတ်စံကိုအမေမစားရပါဘူးထပ်မသွားပါနဲ့တော့လို့ပြောပါတယ်အမေဒီလိုပြောလိုက်မယ်ဆိုတာတွက်ထားတဲ့ကျွန်တော်ကတတိရှိနေပဲပြန်မသွားလို့တော့မဖြစ်ဘူးအမေဟိုမှာအလုတ်တွေတန်းလန်းထားပစ်ခဲ့ရတယ်တမိုးတရားသည်အလုတ်သိမ်းတဲ့အထိတော့လုတ်ပြရစီအောင်လို့တောင်းပန်ပန်ပြောပြီးအမေရှိမှကြာနေလို့မဖြစ်ဘူးလို့ထင်တာနဲ့ဦးလေးဦးအောင်သိန်းစောင့်နေတယ်ကျွန်တော်သွားလိုက်အောင်မယ်လို့ပြောရင်းဦးချကတော့လိုက်ပါတယ်အမေကစုအရှိကြီးပေးတယ်အမေစုပေးတာစုံတော့လှေစိတ်ကိုကျွန်တော်ဆင်းခဲ့ပါတယ်အမေကတော့နေစေခြင်းအောင်မှာပဲကျွန်တော်လှေကိုပြန်ရောက်လို့တနာရီလောက်ကြာတော့မှဦးအောင်သိန်းနဲ့ဦးဖိုးရွှေလဲစံပုံးနဲ့ရိတ်ခါတောင်းကိုထမ်းပြီးရောက်လာကြပါတယ်နောက်ပစ္စည်းတွေနေသားတကြထားပြီးတာနဲ့ကန်းကခွာကြပါတယ်အချိန်ကတော့မနေ့8နာရီလောက်ပဲရှိပါလိမ့်ဦးမယ်ကန်းကခွာခါနီးမှာဦးအောင်သိန်းကငါဖိုးရွှေကွာကြာလှပါကလားလို့မတင်ကားတာနဲ့အိမ်ပေါ်တက်ကြည့်ပါတယ်ကိုတော်မြတ်ကနတ်အုံးသီးပေါ်မှာဖျောင်းနိုင်ကြီးထွန်းလို့သူ့မရကိုမှားနေတယ်နေတိုင်းနတ်အုံးသီးပေါ်မှာဖျောင်းနိုင်ထွန်းပါတဲ့ဖျောင်းနိုင်ကြီးမိတဲ့တဲ့တောက်နေရင်ငါကြမ်းမာရှိနေမယ်တကယ်လို့ဖျောင်းနိုင်ကြီးကတချမ်းတဲ့တောက်ရင်ငါဆေးရုံရောက်နေပြီလို့မှတ်လိုက်လို့ပြောတော့ကွာဒီတော့သူ့မရကလည်းကျမကလည်းတော့ကိုကြာဘူးကြီးပေးလိုက်ပါမယ်အငုံအတိုင်းရှိနေရင်ကြမ်းမာပဲပြဲအားသွားတာတွေ့ရင်ဒုက္ခဖြစ်နေပြီလို့မှတ်လိုက်ပါလို့မှားတော့ကွာဆိုပြီးအားရပါရနောက်ပြောင်ပြောပါတယ်ဥဖိုးရွှေကတော့ဘာမှပြန်မပြောဘူးစကားတွေရှင်းနေမှစိုးလို့ထင်ပါရဲ့ရေတန်တွေဝဲတန်တွေတဝုံတဟဲမြည်နေတဲ့တန်တွေမြစ်ကြီးကိုတင့်ချက်ညီနဲ့ကျွန်တော်တို့လှော်တက်ကြရပြန်ပါတယ်ရွှေကုန်းကထွက်ပြီးမိဘုံအကူမှာမိုးဆရွာတယ်သွားနေကြခရီးစဉ်အတိုင်းမိဘုံကကမမောင်ကော့ကရက်ရွန်းစလင်းချောင်းဝမြိုင်ကြီးငူကေလာတမရိတ်ကြောက်တန်းဂန္နာဘလို့ဝဲစကောဝိုင်းဝဲဖျားငူတို့ကိုလွန်ပြီးကမော်လဲတစ်ဆယ်စခန်းရောက်တော့ဦးအောင်သိန်းကလှေကိုထိုးလိုက်ပါတယ်မနေ့စာချက်စားမယ်တဲ့မိုးကမဆဲသေးဘူးဒါကြောင့်ဦးဖိုးရွှေရဲ့အတိတူးတဲပေါ်မှာချက်ပြုတ်စားတော့ကြဖို့စီစဉ်ကြရပါတယ်တဲပေါ်မှာတဲရှင်ရဲ့တငယ်ချင်းစင်ဦးစီးကရင်အမျိုးသားတယောက်လဲရှိနေတာနဲ့အဲ့ဒီလူအကြောင်းကျွန်တော်ဆက်စုကြည့်ပါတယ်သူကစတီးဘရာသာကုမ္ပဏီမှာလုပ်ခဲ့ဘူးတဲ့စင်ဦးစီးပါသူနဲ့စကားပြောရင်းကစတီးဘရာသာတစ်ထုတ်လုပ်ပုံတော်တော်များသိရပါတယ်ဒီလူကတန်လွင်မြစ်ထဲကိုချဖို့တစ်ခုတ်တစ်လှဲတစ်ဆွဲတစ်ချစတဲ့အလုပ်တွေနဲ့ပတ်သက်လို့စတီးဘရာသာကအထက်တောင်ရင်အောက်တောင်ရင်မေပလဲတော်ဖလူးတော်တလျှောက်အပါအဝင်ဒေါနာတောင်အရှိဘက်ကတောတွေကိုတင်ကန်းညီနောင်ရွာလမ်းခွဲစခန်းမှာရှိတဲ့စတီးကုမ္ပဏီရဲ့မျက်နှာဖြူမန်နေဂျာကအုပ်ချုပ်တယ်သူ့လက်အောက်မှာတောကိုယ်စလဲတွေနဲ့တစ်ကောင်းတွေကလည်းမနှဲဘူးအဲ့ဒီတောတွေကတင်းတက်ပြီးသားကျိုးမင်တွေကိုခုတ်လှဲနှဖားဖောက်တစိမ့်ရိုက်ပြီး
တောင်ရင်ချောင်းကန်းအရောက်ကိုအပြင်ကစင်တွေနဲ့ငှားဆွဲတယ်စင်ရှင်ကတစ်ကိုတစ်ငုတ်ကချောင်းအထိဆွဲချုံတာဆွဲချရတာမဟုတ်ဘူးကျိုးမင်ကိုလှည့်ပေးရသေးတယ်နှစ်ဖားလဲဖောက်ပေးရသေးတယ်တစ်တလုံးလုံးလက်တော်ဝါမကြံတစိမ့်လဲရိုက်ပေးရသေးတယ်အများအားဖြင့်တော့စင်သမားကဒါတွေဘယ်လုပ်နိုင်မလဲစင်ဦးစီးကစင်စည်းယုံပဲ့ချိတ်ကတစ်လုံးချိတ်ပေးဖို့စင်ကြောင်းဖို့စင်ကောက်ဖို့လောက်သာလုပ်နိုင်တာတစ်ပင်တွေလှဲ့နေဖို့ဘယ်အချိန်ရမလဲစတီးကစင်ငှားတဲ့အခါဒါတွေအားလုံးလုပ်ပေးရမယ်လို့နှစ်နဲ့စာချုပ်ပြီးငှားတော့စင်ပိုင်ရှင်ကတစ်ခုတ်တစ်လှဲနှစ်ဖားဖောက်တစိမ့်ရိုက်ဖို့တခြားလူတွေငှားပြီးလှုပ်ခိုင်းရတာပဲဒီလိုခိုင်းတဲ့အခါကျွန်းပင်အကြီးကြီးတပင်ခုတ်လှဲပြီးအရင်အဖျားဖြတ်ပြီးရင်နှစ်ကြက်တစ်နှစ်ဖားတစုံအရင်ရောအဖျားပါဖောက်တဲ့အတွက်ရှစ်ပဲတစိမ့်ရိုက်ခကတစ်တလုံးတစ်ကြက်စတီးကပေးတယ်စင်ဦးစီးနဲ့စပဲချိတ်ကတော့လာကနဲ့ဦးစီး20ကျပ်ပဲ့ချိတ်က15ကျပ်ဒါပေမဲ့စင်တတဝါကြီးတွေရဲ့ဇယိုက်ကိုကြည့်ပြီးမှဦးစီးကသူ့လောက်ခတောင်းတာမျိုးလည်းရှိတယ်စင်စိုးကိုတစ်လ20ကျပ်နဲ့မစီးနိုင်ဘူးစတီးကတော့အပိုင်လုပ်တယ်သူ့တစ်ဆွဲဖို့စင်ငှားတယ်ဆိုရင်စင်ပိုင်ရှင်ကတင်းတက်ပြီးသားပင်ထောင်တစ်ကိုတောင်ရင်ချောင်းကမ်းပုံအရောက်တာဝန်ယူရတယ်စင်ဦးစီးကစင်ပဲ့ချိတ်အလုတ်သမားကတစ်ခုတ်တစ်လှဲတစ်နှစ်ဖားဖောက်အလုတ်သမားကဘလောက်ပေးရတယ်ဆိုတာတွေဘာမှတာဝန်မယူဘူးအားလုံးစင်ပိုင်ရှင်ရဲ့တာဝန်ကြီးပဲတစ်ဆွဲကနှုံးကိုတော့စင်ပိုင်ရှင်ကတောင်းပိုင်ဝင်ရှိတယ်မူသေးမဟုတ်ဘူးစင်ပိုင်ရှင်ကဒီနှစ်ဘယ်တော့ကွက်ကတစ်ကိုချရမယ်လို့သိရင်ဒီတော့ကွက်ကတစ်ကိုတောင်ရင်ချောင်းနဲ့ရောက်ဖို့တောင်ကိုလှမ်းပြီးဆွဲရမလားချောင်းနဲ့ဘလောက်ဝေးသလဲတစ်ဆွဲရတဲ့အခါဘလို့အခက်ခဲနေရာတွေကိုဖြတ်ပြီးဆွဲရမလဲဆိုတဲ့ကိစ္စတွေကိုကြည့်ပြီးဘယ်နံပါတ်အကွက်ကတစ်ကိုဆွဲချရရင်တဒံဘလောက်နှုံးရမှဆွဲချနိုင်မယ်လို့တောင်းခွင့်ရှိတယ်တိုးတဲ့ကချောင်းအရောက်တစ်တဒံကို10ကျပ်ကနေ80ကျပ်အထိတောင်းတာရှိခဲ့ဘူးတယ်ခရီးအကွာအဝေးနဲ့တောင်ကိုလှမ်းပြီးဆွဲရတာကိုမူတည်ပြီးတောင်းတာတဲ့ဒါပေမဲ့မိုင်40ခရီးလောက်ဝေးနေရင်စင်သမားကမဆွဲတော့ဘူးအဲ့ဒီလိုစင်ငှားဆွဲတဲ့အခါစတီးကလာတိုင်းစင်ငှားကငွေရှင်းမပေးဘူးဒီတော့စင်ပိုင်ရှင်ကလည်းသူ့စင်ဦးစီးစင်ပဲ့ချိတ်နဲ့တစ်ခုတ်တဲ့လူတွေကိုလာစဉ်ရှင်းမပေးနိုင်ဘူးပေါ့တခုတော့ရှိတယ်အလုတ်လုတ်တဲ့နေရာမှာတော့အလုတ်လုတ်နေတဲ့အခါမှာရိတ်ခါလိုတာတော့စတီးရဲ့တင်ငန်းညီနောင်ရိတ်ခါ9000မှာလက်မှတ်ထိုးပြီးအကျွေးထုတ်ယူနိုင်တယ်တစ်နှစ်ပြေးမှငွေထုတ်ပွဲလုပ်ပြီးစရင်ရှင်းပေးတယ်စတီးကလစဉ်ငွေစရင်ရှင်းမပေးတာကတော့အစင်မပြေတာတွေဖြစ်ရင်အလုတ်ဆက်မလုပ်ပဲစင်တွေမောင်းပြီးပြန်သွားမှာစိုးလို့တဲ့လစဉ်ရှင်းပေးရင်မကျေနပ်သူကလကုံလို့ငွေရတော့ထွက်သွားခြင်းထွက်သွားမယ်စာချုပ်အတိုင်းနှစ်ပြည့်အောင်ထိန်းထားတဲ့အတိတ်ပဲနေလို့စားလို့ဖြစ်အောင်ရိတ်ခါတော့ပေးထားတယ်ကုမ္ပဏီဘက်ကတော့ပိုင်အောင်လုပ်ထားတာပဲစတီးစင်ဦးစီးမိတ်ဆွေပြော့ပြတာတွေဟာစိတ်ဝင်စားစရာကောင်းတာကြောင့်ကျွန်တော်ကဆက်ပြီးနေပါအောင်ဗျစတီးစင်ငှားတာတစ်နှစ်စင်တကောင်ဘလောက်ပေးမယ်ဆိုပြီးငှားတာမျိုးလားလို့ဖြတ်မေးလိုက်ပါတယ်ဒီတော့မိတ်ဆွေကစင်တစည်းကိုတစ်နှစ်ဘလောက်ပေးရမယ်ရဲ့လို့တော့မရှိဘူးအငှားဝင်ပြီးလုပ်ရတဲ့စင်တွေကဆိုပါတော့ဗျာဒေါနာတောင်အရှိပဲတောင်ရင်ဒေတာတလျှောက်က3နှစ်ပြည့်တဲ့တင်းတက်ကျွန်းမင်တွေကိုခုတ်လှဲပိုင်းဖြတ်ပြီးတဲ့နောက်စတီးကကိုပိုင်တစိမ့်တွေတစ်တလုံးလက်တော်ဝါမကြံထုရိုက်ပြီးနောက်အကြဆုံးအောက်တိုဘာလမှာအဲ့ဒီတစ်တွေကိုငုံရင်းနေရာကတောင်ရင်ချောင်းကမ်းပုံအရောက်ဆွဲချပေးရတယ်တစ်တွေကမ်းမှာပုံပြီးတဲ့အခါတစ်ကောင်းတွေကခေါင်းပုံတစ်ကိုတိုင်းထွာတန်ဖွဲ့ပြီးစရင်လုပ်ရတယ်အဲ့ဒီစရင်အတိုင်းစင်ပိုင်ရှင်ကိုတဒံဘလောက်နဲ့သူ့စင်ဆွဲတဲ့တန်ပေါင်းကဘလောက်ရှိတယ်လို့တွက်ပြီးနှစ်ကုံတော့ငွေရှင်းပေးတာပဲတစ်တွေဒီလောက်များတော့ဘသူစင်ကတစ်ဘလောက်ရတယ်ဆိုတာဘလို့လို့စရင်မှတ်ကြတယ်လေဗျာဒါကတော့ကို့နေရာနဲ့ကိုဆွဲတဲ့တစ်ကိုမှတ်ပြီးတစ်ကောင်းတွေကိုစရင်ပေးထားရတာပါလွယ်ပါတယ်ဒီတစ်တွေကိုတစ်ကောင်းကတိုင်းထွာတန်ဖွဲ့ပြီးတဲ့အခါချောင်းတဲ့အရောက်စင်ကအောင်းချပေးရတယ်အဲ့ဒီလိုအောင်းချပြီးတဲ့နောက်မှစတီးကသူ့ကိုယ်ပိုင်စင်တွေနဲ့တောင်ရင်ချောင်းဖျားကတောင်ရင်ချောင်းဝအထိလိုက်ပြီးကြံကောင်းကြံရတစ်တွေကိုအောင်းချပြန်တယ်ဒီလိုဆိုတော့စတီးကပါတာပေါ့စီးတာပေါ့သူတို့ကိုယ်ပိုင်စင်တော့တိတ်ပင်ပင်ပန်းပန်းအလုပ်တွေမလုပ်စေဘူးနောက်ပြီးငှားထားတဲ့စင်ကိုလည်းတစ်နှစ်ဘလောက်ပေးမယ်ဆိုပြီးငှားတာမဟုတ်ဘူးတစ်နှစ်လုံးသူတို့လက်အောက်မှာထားပြီးသူတို့ခိုင်းတဲ့လောက်ကလေးသာလုပ်ရတာမခိုင်းသေးရင်သူ့စီကရိတ်ခါအကျွေးယူပြီးထိုင်စားနေရမယ်
အလုံးမရှိသေးဘူးဆိုပြီးတခြားထွက်လုံလို့လည်းမဖြစ်ဘူးတစ်နှစ်စာချုပ်ကြီးနဲ့ဆိုတော့တက်တက်စင်ပိုင်ရှင်ကျွန်တော်တို့တိုင်းရင်းသားကရင်လူမျိုးတွေကိုစက်တီးကအနိုင်ကျင့်ထားတာပဲဒီလိုစကားရှည်လို့ပေါ့ဗျခမရတို့မြန်မာတွေကိုစက်တီးကတောင်ရင်တော်မှာမခိုင်းတာဒေါနာတောင်အရှိကတောင်ရင်တော်တစ်လျှောက်မှာလှုပ်ရတဲ့အလုတ်သမားတွေထဲမှာစက်တီးကဗမာဆိုတို့တယောက်မှမခိုင်းဘူးကျွန်တော်တို့ကရင်ကတော့ဘာမှမပြောတတ်ဖဲကိုဗျသူတို့ကြိုက်တာပေါ့နစ်နာတာတွေထဲမှာနောက်တစ်ခုရှိသေးတယ်အများကြီးနစ်နာတာမျိုးပါစင်နှကောင်ရှိတဲ့စင်ပိုင်ရှင်ဟာတစ်နှစ်အတွင်းမှာတစ်လုံး80ထက်ပိုပြီးမဆွဲရဘူးလို့အတိအကျသတ်မှတ်ထားတာပဲတစ်လုံး80ဆိုတာတန်80ဆိုပါတော့ပိုရင်နည်းနည်းရော့ရင်နည်းနည်းပဲတကယ်တော့စင်တကောင်ဟာတက်တက်တာတာနဲ့တောင်ရင်တော်မှာတန်150လောက်ဆွဲနိုင်ပါတယ်သဘောကမင်းတို့ကိုအခစားနာပေးရပြီမဲ့မင်းတို့လှုပ်ချင်တဲ့လောက်လှုပ်နိုင်တဲ့လောက်တော့မလှုပ်စေရဘူးတို့ခိုင်းတဲ့လောက်ပဲလှုပ်တို့ပြီးတဲ့လောက်ပဲယူဆိုပြီးမသေးထမင်းကျွေးပြီးခိုင်းစားနေတာပဲဒီလိုလှုပ်နေလို့နှစ်စေသွားတော့လဲလာမဲ့နှစ်တွေအတွက်စာချုပ်အစ်စ်ချုပ်ကြစရန်ယူကြနဲ့လှုပ်ကြပြန်ရောတစ်နှစ်ပြီးတစ်နှစ်ဒီလိုပဲလဲနေတာပဲအလုံးမရှိပဲစင်ကြီးကိုမွေးထားရမယ်အစားရတဲ့လောက်နဲ့ဓာကြီးကိုခိုင်းစားမှားဆိုတဲ့သဘောပါဒါပေမဲ့တစ်နှစ်ပြည့်လို့ငွေတွေတစ်လုံးတစ်ခဲရလာတော့လဲသဘောကျတာပေါ့ကျွန်တော်တို့စင်ဦးစီးကြတော့စားစရိတ်နှုတ်လိုက်ရင်ထုတ်ရတဲ့ငွေကလည်းဘာမှမရှိတာနဲ့ခဏခဏဟိုပြောင်းဒီပြောင်းပြီးချောင်းနဲ့စီလိုက်နေကြတာပဲတောင်ရင်ချောင်းမှာစတီးကမြန်မာကိုမခိုင်းဘူးဆိုတာသိကြတယ်နော်ကြားကြိုက်ရပါစေရဲ့ဗျာသိကြပါတယ်ဒါပေမဲ့စတီးနဲ့အပြိုင်ဖြစ်ပြီးယူရီးယားဘက်ကမ်းမှာတစ်လုတ်တဲ့ဘုံဘေဘာမာကုမ္ပဏီကတော့မြန်မာတွေချီသုံးပြီးယူရီးယားတွေကိုကြွပြတယ်ဗျတမင်လုံသလားမသိဘူးကရင်ကိုမသုံးဘူးအလုတ်ကျန်းတွေကြတော့ခမှုလူမျိုးနဲ့ရှမ်းယုံကိုနည်းနည်းပါးပါးသုံးတယ်စင်နဲ့ပတ်သက်တဲ့အလုတ်မှာတော့ခမှုလူမျိုးကြီးသုံးတာပဲဘုံဘေဘာမာဦးစီးဦးကင်တွေကမြန်မာအလုတ်သမားတွေဟာဖြက်လက်တယ်အကင်းပါတယ်လုံရည်ကင်ရည်ရှိတယ်အပြောအဆိုလဲကြတယ်ပေါ်လဲပေါ်ပါတယ်လို့ဆိုတယ်ခိုင်းလို့ကောင်းတဲ့အလုတ်သမားတွေလို့ဆိုလိုတာပေါ့ယူရီးယားဘက်မှာဘုံဘေဘာမာကမြန်မာကြီးရွေးခိုင်းနေဆိုတာသိကြတယ်လားကျွန်တော်တို့တခါမှမကြားဘူးပါဘူးဟုတ်ပါတယ်ကျွန်တော်ကဘာလို့ညာပြောရမှာလဲမဲ့ပလဲငွေထုတ်ပွဲမှာကျွန်တော်ကိုမြန်မာကြီးတယောက်ကပြောပြတာပါစတီးကတောင်ရင်ဘက်မှာမြန်မာကိုမတုံးတာကလည်းအကြောင်းရှိတဲ့မြန်မာကနိုင်ငံရေးတွေဘာတွေသိပြီးအင်္ဂလိပ်ကိုမြောက်လောက်ထင်းနေတာအားကြီးလဲစန့်ကျင်တယ်မကောင်းပြောတယ်စိတ်နာတယ်ဒါကြောင့်ရှောင်တာစတီးကမြန်မာကိုကြောက်လို့တော့မဟုတ်ပါဘူးလောကကြီးမှာသူတို့ကြောက်ရမယ်လူမရှိဘူးဘယင်ကန်နဲ့မြန်မာအစိုးရကိုလည်းသူတို့ကဘာမှမမှုဘူးမြန်မာအစိုးရရဲ့အခွင့်အရေးကိုသူတို့ကရော့အောင်လဲလုပ်နိုင်တယ်တိုးအောင်လဲလုပ်နိုင်တယ်တစ်စေးကိုတက်အောင်လဲလုပ်နိုင်တယ်ကြအောင်လဲချနိုင်တယ်ပူရှင်းအောင်ပြောပြပါဦးဒီလိုပါစတီးဟာတောင်ရင်တောကတစ်တွေချသွားပြီးကရိုးတစ်စိတ်ရောက်မှအကောက်တစ်စိတ်ရိုက်ပြီးအစိုးရကိုအကောက်ဆောင်ရတော့မြန်မာအစိုးရကိုငွေအကြက်တဲဖြစ်စေခြင်းရင်သူတို့တစ်ကိုဝတ်တရားကြီးသဘောလောက်ပဲတောင်ရင်ချောင်းကမျှော့ချပြီးတဲ့ခုတ်ပြီးသားတွေကိုစင်းနဲ့မဆွဲပဲဒီလိုပဲတောထဲမှာပြစ်ထားရောတဲ့ဒီလိုလှုပ်ထားတော့တစ်အကြနဲတာနဲ့အစိုးရမှာတစ်တော့အခွန်အကောက်အရနဲနိုင်တယ်တစ်ဈေးကောင်းချင်ရင်လဲဒီလိုပဲတစ်အကြနဲအောင်တောထဲမှာရှို့ထားတာပဲတဲ့သူတို့နဲ့အပေါင်းအသင်းတဲ့တဲ့ဘယင်ခံတို့ဘာတို့ကြတော့တစ်မကြအောင်အတင်းချတော့တာပဲတဲ့အစိုးရကအကောက်အခွန်တွေအများကြီးပိုရတာပေါ့ဒီတော့ဘယင်ခံကဘိလက်မှာနာမည်ကောင်းရတာပေါ့အဲ့ဒီလိုစတီးကအစိုးရကိုလုံနိုင်နေဒါကြောင့်အစိုးရအာဏာပိုင်တွေကစတီးရဲ့အလိုကိုအမြဲလိုက်နေရတယ်မျက်နှာသာပေးရတယ်မဲပလဲငွေထုတ်ပွဲမှာဒီလူကြီးပြောပြတာတွေကိုပြန်ပြီးဆက်စဉ်းစားကြည့်တော့ဟုတ်တယ်လို့ပဲတစ်နှစ်ကဆိုရင်ဘာဖြစ်တယ်လဲမသိဘူးတစ်တွေရှိရတာနဲ့စတီးကအချမခိုင်းဘူးနည်းနည်းပါးပါးသာခိုင်းလို့စင်သမားတွေတော်တော်မကြည့်မနှက်ဖြစ်တယ်စကားများချင်းလာကြတယ်စင်တွေအလုံးမရှိဘူးလေစင်အလုံးမရှိတော့တန်တဲ့အလုံးရတဲ့စင်ပိုင်ရှင်တွေမှာဘဲကငွေရတော့မှလဲအဲ့ဒီနှစ်ကစရိတ်ကြီးရုံးပဲရကြတယ်ဒါကြောင့်တချို့ကရင်စင်ပိုင်ရှင်တွေကယူရီးယားပဲကူပြီးဘုံဘီဘာမာနဲ့အလုတ်လုပ်ဖို့သွားကြသေးတယ်ဟိုကလက်မခံလို့ပြန်ခဲ့ကြရတာဘုံဘီဘာမာကဒါမျိုးပဲလက်ခံမလဲသူတို့မျက်နှာဖြူကုမ္ပဏီချင်းစီးမဆောင်ရရောက်မှာပေါ့စတီးနဲ့အစိုးရသူတို့အချင်းချင်းမပြေလဲတာကျုပ်တို့ကကြားတဲ့ကငတ်ရမလို့ဖြစ်တာပဲကျုပ်တို့အတွက်တော့ဘသူကမှထဲ့စဉ်းစားဖို့မရပါဘူးဒါထက်နေပါဦးငွေထုတ်ပွဲဆိုတာကဘယ်လိုဟာလဲဗျငွေထုတ်ပွဲကတော့ပျော်စရာကြီးပါဒေါနာတောင်အရှိကတောင်ရင်တောတွေမှာအလုတ်လုတ်ကြတဲ့စင်ပိုင်ရှင်တွေစင်ဦးစီးတွေပ
ပဲ့ကြိတ်တွေကအစတစ်လဲတဲ့လူတွေနှစ်ဖားဖောက်တဲ့လူတွေဒစိမ့်ရိုက်တဲ့လူတွေအစုံစတိအလုံးနဲ့ပတ်သက်တဲ့အလုသမားအားလုံးကိုမတ်လ1ရက်နေ့ကစပြီးမဲ့ပလဲရွာမှာလှုပ်လာခဲ့တဲ့ပြီးခဲ့တဲ့နှစ်တစ်နှစ်လုံးအတွက်ရစရာပေးစရာစရင်ရှင်းပြီးပွဲတွေလမ်းတွေနဲ့ငွေပေးပွဲကြီးငွေထုတ်ပွဲကြီးလုပ်တာကိုပြောတာပဲကော့ကရိတ်မြဝတီလမ်းမြဝတီမရောက်ခင်6မိုင်အလိုမှာတင်ကန်းညီနောင်ရွာဆိုတာရှိတယ်တင်ကန်းညီနောင်ရွာကမြောက်ဘက်ကို6မိုင်လောက်သွားရင်မဲ့ပလဲရွာကိုရောက်တယ်ရှမ်းရွံရွာကြီးပါမြဝတီဌာနကပိုင်နေငွေထုတ်ပွဲလုပ်တော့မယ်ဆိုရင်မဲ့ပလဲရွာတကြီးနဲ့အပေါင်းအသင်းတွေကမြဝတီရဲနဲ့တိုင်ပင်ပြီးဇက်ငှတာပဲတခါတလေတော့လေပွဲမိန်လွယ်ကြည့်အောင်ဖုန်ကြီးပြန်ရှိတယ်ဆိုပြီးလုပ်တာလည်းရှိတယ်တခါတလေကြတော့လေပွဲမိန်လွယ်ကြအောင်ဖုန်ကြီးပြန်ရှိတယ်ဆိုပြီးလုပ်တာလည်းရှိတယ်ဒီလိုတောကျူတောင်ကြားမှာဘယ်အရာရှိမှလည်းလာမစစ်ပါဘူးမြဝတီရဲများကဟုတ်တယ်ဆိုရင်ပြီးတာကိုပွဲလန်းရှိရင်သူတို့လည်းပျော်ရစားရတောက်ရလည်းရှိတော့မြဝတီရဲတွေကလည်းပွဲမိန်ပြီးကိုထောက်ခံတာပဲဇက်ကိုတော့မော်လမြိုင်စင်းငှားကြတယ်ငွေထုတ်ပွဲကနှစ်စဉ်မတ်လ1ရက်ကနေမတ်လကုန်အထိလုပ်တယ်ဆိုတော့တလတီတီကျင်းပတဲ့ပွဲပေါ့ဒီပွဲမှာအထက်အလိတ်ကအစအိမ်သုံးပစ္စည်းမျိုးစုံလူလီသည်မရှိရနိုင်တယ်အစားအသောက်ဆိုတာလဲတရုတ်စားကလားစားမြန်မာစားအစုံပဲအရက်လည်းအမျိုးစုံရတယ်ဘီလက်အရက်ရှာရှာပါပါတွေတောင်ရတယ်စီတူဘူးပစ္စည်းတွေလည်းအစုံရှိတယ်ငွေထုတ်ပွဲဆိုတော့ရက်ဝေးကဈေးသည်တွေကလည်းလှဲတွေနဲ့လာရောင်းကြတယ်တစ်နှစ်တစ်ခါတစ်လလုံးကျင်းပတဲ့ပွဲတော်ကြီးပေါ့အနည်းနဲ့အရက်ကငွေထုတ်ရမယ်လူတွေရောမဆိုင်တဲ့လူတွေရောလာကြတာပဲငွေထုတ်เสียရှိသူတွေကတားမယားတွေပါခေါ်လာတတ်ကြတယ်မစားဘူးတာစားရအောင်မမြင်ဘူးတာမြင်ရအောင်ပွဲလဲကြည့်ရအောင်ပေါ့ကစားဝိုင်းကလည်းစုံတယ်လေမတ်လ1ရက်နေ့မနေ့9နာရီလောက်ကစပြီးငွေထုတ်ပြီးတယ်တစ်တော့အကွက်နံပါတ်အလိုက်ပြီးတာပဲဒီအကွက်မှာလုပ်ရတဲ့အလုပ်သမားတွေကစင်သမားတွေကအစနာမည်နဲ့တဦးစီခေါ်တယ်စရင်ကိုကြည့်ကျွေးကိုနှိမ်ပြီးကြမ်းတဲ့ငွေကိုထုတ်ပြီးတာပဲဒီလိုနှစ်ဟောင်းစရင်ရှင်းပြီးတာနဲ့ရှစ်နှစ်ဆက်လုံးမယ်ဆိုရင်ဆရာငွေဆိုပြီးတတ်ထုတ်ပြီးတယ်နောက်စာချုပ်တယ်နေ့တနာရီထိုးတော့ပိတ်လိုက်ရောနောက်နေ့မနေ့9နာရီမှတခါစပြန်ပြီးတယ်တစ်ချက်မှပိတ်ပြန်ရောဒီလိုနဲ့တစ်နေ့မှနေ့ဝက်သားအလုပ်လုပ်ပြီးတစ်လလုံးအချိန်ကုန်နေရတာပဲထုတ်ပြီးတဲ့ငွေတွေထဲမှာငွေဆက်ကူမပါဘူးဝေသားဒင်းကားကြီးပဲပေးတယ်ကျွန်တော်တို့တောထဲမှာနေတဲ့လူတွေကလည်းငွေဆက်ကူကိုမလိုချင်ဘူးငွေဆက်ကူကထားရတိုးရခက်တယ်တန်တစ်တာတွေဘာတွေရှိကြတာမှမဟုတ်ပဲဒင်းကားဆိုတော့ဘယ်မှာမြုပ်ထားဝှက်ထားရတယ်လေစင်ဆယ်ကောင်လောက်ပိုင်တဲ့လူတွေကတော့ဒီပွဲမှာငွေအိတ်ကြီးတွေနဲ့ကိုစင်နဲ့တင်ကြရတာပဲငွေသား1000ဆိုတာလူတစ်ယောက်မနှဲထိုင်းရတာအလေးကြီးကိုစင်မရှိတဲ့အလုပ်သမားတွေကတော့ရတဲ့ပတ်စံတွေကိုပွဲထဲမှာသားမိသားအဖတွေစုပြီးတဝါတပြည့်စားကြတာနဲ့ကုန်တာပဲဘီလက်ကကျင်းနှန်းခဲ့အရက်မတောက်ဘူးလို့တပလင်း25ချက်နဲ့ဝယ်ပြီးမိသားတစုလမ်းမှာထိုင်တောက်ကြတာတို့စီတူဘူးမျိုးစုံအောင်ဝယ်စားကြတာတို့နဲ့တော်ထဲမှာစားကြရတဲ့ခောက်ဆွဲကိုစဘိုးနေမတန်စားကြတာတို့စားတဲ့နီးတွေနဲ့တုံ့ပြစ်ကြတာပဲတော်ထဲကကရင်တွေကလောင်းကစားတော့မတက်ကြဘူးကစားဝိုင်းမှာအုံနေတဲ့လူတွေထဲမှာတော့သူတို့ပါတယ်ဒါပေမဲ့ကြည်သမားတက်ပဲသူတို့ကအစားစားတယ်ပစ္စည်းဝယ်တယ်လောင်းကစားကြတာတွေကြတော့အနီးအနားကရွာတွေကရှမ်းနဲ့မြန်မာတွေပဲငွေကိုတလတီတီအချိန်ဆွဲပြီးပေးနေတာကြောင့်ငွေစောရတဲ့လူကလည်းပွဲကြည့်နေပျော်နေတာနဲ့ရတဲ့ငွေတဖြည်းဖြည်းနဲ့ကုန်တာပေါ့နောက်မှရတဲ့လူကလည်းစောကလေးကပွဲမှာသုံးဖို့ချီယူထားပြီးဖြစ်လို့ပြန်ဆက်ရတာနဲ့များမကြံနိုင်တော့ဘူးကျွန်တော်တို့ဟာအဲ့ဒီလိုပွဲကြီးလမ်းကြီးနဲ့တလပျော်ပြီးတဲ့နောက်တောတဲ့ပြန်ဝင်ရတော့မြစ်ပြုံနဲ့တာလပေါ့ဟင်းနဲ့နောက်နှစ်ငွေထုတ်ပွဲအထိစားနေကြရပြန်တာပေါ့ပွဲငှားသွင်းတဲ့ရွာတကြီးတို့လူတိုက်ကတော့ပွဲစည်းကောက်ကရတယ်ကစားဝိုင်းကအကောက်ရတယ်စားပြီးတောက်ပြီးရဲ့နဲ့ဝေချမ်းပြီးရင်သူတို့မှာနွားသုံးလေးရှင်းတော့အဖက်တင်းကြံရစ်ခဲ့တာပဲဘုံဘေဘာမာကုမ္ပဏီကလည်းစတီးနဲ့တစ်ချိန်နဲ့မှာပဲငွေထုတ်ပွဲလုပ်တယ်ရိုးရရပိုင်ရဟိုင်းမဲဆောက်စတဲ့တစ်တော်တွေကစင်သမားတွေနဲ့သူ့အလုပ်သမားတွေအတွက်ဗမာပြည်ဘက်ကမြဝတီမှာလုပ်ပါတယ်ပွဲနဲ့ကစားဝိုင်းတွေကတော့မပါဘူးဈေးတန်းကြီးကတော့အကြီးကြီးပဲစတီးမဲ့ပလဲငွေထုတ်ပွဲမှာလိုပဲအစုံရတယ်ဒါပေမဲ့ဘုံဘီဘာမာငွေထုတ်ပွဲက9ရက်ပဲကြာတယ်ယူရီးယားဘက်ကလူတွေကြီးထုတ်ကြတာပါဒ
တကယ်ကတော့ယူရီးယားဘက်ကအလုတ်သမားကိုဘန်ကောက်မှာရှိတဲ့ဘုံဘီဘာမာကုမ္ပဏီခွဲကတာဝန်ယူပြီးငွေထုတ်ပေးရမှာပဲအဲ့ဒီလိုမလုပ်ဘဲယူရီးယားကအလုတ်သမားကိုဗမာပြည်ကငွေယူပြီးပေးတာကငွေစည်းနဲ့ဆိုရင်ယူရီးယားတစ်ပတ်ဟာဗမာငွေတစ်ကျပ်၄ဘက်နှုန်းဖြစ်နေလို့ပဲအလုတ်သမားတွေနဲ့စင်သမားတွေကိုယူရီးယားကုမ္ပဏီကယူရီးယားတစ်ပတ်အစားမြန်မာငွေသားဒင်းကားတစ်ကျပ်နဲ့ရှင်းပေးတဲ့အခါငွေလဲလှယ်ရေးနှုန်းအရတစ်ကျပ်မှာ၄ဘက်မြတ်နေတာပေါ့ငွေကသိန်းနဲ့ချီပြီးရှင်းပေးရတာဆိုတော့အမျက်တွေဘဲနဲ့မလဲပြီးတော့ဒီအလုတ်သမားတွေအတွက်ဆိုင်ရာယူရီးယားမှာရှိတဲ့ငွေကိုထုတ်မသုံးပဲမြန်မာပြည်မှာရှိတဲ့ဘုံဘီဘာမာကုမ္ပဏီကငွေကိုထုတ်သုံးတော့မြန်မာပြည်အစိုးရကိုသူတို့အကုန်အကျစရိတ်ကြီးပုံတွေတစ်ဖက်လက်နဲ့ပြနိုင်အောင်စီစဉ်တာလဲဖြစ်မှာပဲဒါကြောင့်ယူရီးယားအလုတ်သမားတွေကိုမြန်မာပြည်ကငွေနဲ့မြဝတီမှာငွေထုတ်ပွဲလုပ်ပြီးပေးတာလို့သိတဲ့လူကြီးတွေကပြောပြကြပါတယ်ဒီငွေထုတ်ပွဲနှစ်ပွဲကိုရှင်ကြည့်ရင်စတီးငွေထုတ်ပွဲကပိုစီကားတယ်ကြီးကျယ်တယ်လို့ထင်ရတယ်ကျွန်တော်တို့မိဘများလက်ထက်ကစတီးကုမ္ပဏီကစိုင်ကြီးဖွင့်ပြီးအရက်မျိုးစုံတောင်ရောင်းပူးတယ်လို့ဆိုပါတယ်အခုတော့သူနီးသူဟန်နဲ့ငွေထုတ်ပေးတာပဲတခြားဟာတွေတော့သူတို့ဘာမှမသိသလိုပဲတစ်နှစ်သူတို့ထုတ်ပေးတာငွေဘယ်လောက်ရှိမလဲမသိဘူးအဲ့ဒါတော့ကျွန်တော်လည်းမပြောတတ်ဘူးသူများပြောတာလည်းမကြားမိဘူး2သိန်း3သိန်းထက်တော့နင်းမယ်မထင်ဘူးဟုတ်ကဲ့ဗျာစင်ဦးစီးကြီးပြောပြမှာပဲဒီနိုင်ငံသားကုမ္ပဏီတွေလုတ်ပုံကိုင်းပုံတွေအစုံသိရတော့တယ်ကျွန်တော်ဒါတွေတဘာမှမသိဘူးကြားလည်းမကြားဘူးကျွန်တော်တို့ဒီလိုပြောနေကြတော့အိုးတကြီးဥဖိုးရွှေကချက်ပြုတ်ပြီးလို့ခုခတ်နေပါပြီဒါနဲ့စင်ဦးစီးကိုပါတခါတည်းအတင်းဝင်ခိုင်းပြီးမနဲ့စားကြပါတယ်စားတောက်ပြီးတာနဲ့ခရီးဆက်ဖို့လှေတဲ့ဆင်းကြတာပဲထုံးစံအတိုင်းတက်ချက်ညီညီနဲ့ကမော့လဲကကဲညီနောင်ရေလဲထိတ်ကြောက်မွေကြောက်ပေါင်းချောင်ကြောက်ခွေးဝဲတန်းရှိကုတ်ကိုဝဲရင်ပိုင်းစက်ကြချောင်းကြောက်တိုင်သစ်ဆယ်စခန်းနဲ့တစီဝဲကိုကြော်ပြီးည6နာရီကျော်လောက်မှာမဲစိတ်ကိုရောက်ကြတယ်မိုးကလည်းမဲစိတ်ရောက်မှပဲဆဲတော့တယ်ကျွန်တော်တို့ရောက်တဲ့အချိန်ကမဲစိတ်မှာနေလုံးပြောက်ပြီးဖြစ်လို့အောက်လင်းဓာတ်မီးတွေနဲ့စီစီကားကားဖြစ်နေပါပြီကျွန်တော်တို့လည်းတဲဖောင်တစ်ပေါင်မှစတဲ့ချလိုက်ကြတယ်ပစ္စည်းတွေကိုနေသားတကြထားပြီးတဲ့နောက်ဥအောင်သိန်းကမိုးချုပ်ပါပြီကွာထမင်းချက်မနေကြပါနဲ့တော့စိုင်တွေရှိသားပဲကုန်းမော်တက်ပြီးစားလိုက်ကြတာပေါ့လို့ပြောပါတယ်အဲ့ဒီညမှာဥအောင်သိန်းရောဥဖိုးရွှေရောဘဲကိုမှတဝေမထိုးကြဘူးထမင်းစားပြီးတာနဲ့အားလုံးအတူတူတဲဖောင်ထဲပြန်ဆင်းပြီးစောစောပဲအိတ်လိုက်ကြပါတယ်အိတ်တယ်ဆိုတာအားမွေးတာပါကျေးဇူးတင်ပါတယ်ရှင်ကျမယခုဖတ်ပြပေးခဲ့တာကတော့ဆရာကြီးလူတူဦးလှရေးသားထားသောကျွန်တော်တန်တွင်ဖောင်စည်းဝတ္ထုထဲမှာငွေထုတ်ပွဲဆိုတဲ့အခန်းကဏ္ဍကိုဖတ်ပြပေးခဲ့တာဖြစ်ပါတယ်တခန်းပြီးတခန်းပိုပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေစကလုံးအသုံးအနှုန်းတွေစမ်းသစ်တာတွေကိုသိရှိခဲ့ရတာဖြစ်ပါတယ်နောက်ထပ်အခန်းကဏ္ဍတွေမှာလည်းဘလို့ပုံစံမျိုးတွေနဲ့ဘလို့စမ်းသစ်တာတွေကျမတို့ဖတ်ရအောင်မလဲနားထောင်ရအောင်မလဲဆိုတာသိရဖို့အတွက်ကျမတို့ရဲ့ channel ကို like and subscribe ပြုလုပ်ပေးဖို့လည်းမမေ့ပါနဲ့နော်ကျမနဲ့အဆုံးထိလိုက်ပါအားပေးနားဆင်ခဲ့ကြတော့စာပေချစ်မြတ်တို့များအားလုံးဘေးကင်းလုံခြုံကြမှာကြပါစေကျမကနှင်းစီပါရှင်